မင်္ဂလာပါကျွန်တော်ဒီ9ကြိမ်အတွက်တော့စိတ်ကြက်10ခွက်ပါနော်ကျွန်တော်ရဲ့ထုံးစံတိုင်း10ခွက်မူနှစ်မူစုံတဲ့ဟာလေးနဲ့ရွေးထုတ်ပေးလိုက်ပါတယ်ပထမဦးဆုံးကျွန်တော်တို့တစ်ချက်ကြည့်အောင်ပါနော်ရှေ့တွဲလေးကိုကျွန်တော်တို့အရင်ကြည့်မယ်ပေါ့နော်ထိပ်စီးကိုကြိုက်တဲ့ထိပ်စီးထည့်တဲ့ချိန်မှာခါအော်တိုဝင်တဲ့10ခွက်မူစနစ်လို့ခေါ်ပါတယ်နော်ကျွန်တော်တို့ဒီ3လုံး1ပေါ့နော်338အဲ့3လုံး1လို့ဝင်လိုက်တာနဲ့ဒီနှလုံးပေါင်းချင်း2နဲ့ဒီက6ခါလေးနဲ့ကိုသူကလိုက်တစ်ထားပါနော်338 3လုံး1လို့ဖြစ်ရင်တဲ့ဒီနှလုံး2နဲ့6ခါနဲ့ကို3လုံး1လို့လိုက်ဖြစ်တယ်ပေါ့နော်958 3လုံး3ညလို့ဖြစ်ရင်တဲ့ဒီက59နှလုံးပေါင်းချင်း4နဲ့6ခါလေးနဲ့ကို3ညလို့လိုက်ထည့်ပါတယ်956 3လုံးပေါင်းချင်း3ညလို့ဖြစ်ပြီဆိုရင်ရှင်းနှလုံးပေါင်းချင်း2လေးနဲ့ခါလေးနဲ့ကို3ညလို့လိုက်ထည့်တယ်ပေါ့နော်အခုကျွန်တော်တို့အကိုတွေမတွေကကြိုက်တဲ့ထိပ်သီးထည့်ပေါ့နော်ဒီ3လုံး2လို့ဖြစ်တယ်ဆိုရင်တဲ့ဒီကနှလုံးပေါင်းချင်း5လေးနဲ့ခွန်ခါလေးနဲ့သူကလိုက်နှိရမယ်ဆိုတော့3ညခွန်ပေါ့နော်182930ပေါ့နော်အဲ့တော့ဒီအတွဲ10တွဲရတယ်ပေါ့အဲ့ဒါကိုကျွန်တော်ကနောက်တွဲလေးကိုထည့်ချင်တာကဒီ3နဲ့9နဲ့ထိပ်စီးနဲ့ခါနဲ့နှလုံး2ကိုတဲ့354 3လုံး2နဲ့လိုက်ထည့်ထားတယ်ပေါ့နော်66နှလုံး2ကိုတဲ့336ဆိုပြီး3လုံး2နဲ့လိုက်ထည့်ထားတယ်68နှလုံး4ကိုလည်း61ခွန်3လုံး4နဲ့လိုက်ထည့်ထားတယ်ပေါ့နော်အခုကျွန်တော်တို့ကဒီမှာဒီအတွဲရပြီပေါ့နော်အဲ့တော့ဒီ3ညခွန်တွဲလေးပဲကျွန်တော်ရိုက်ပြလိုက်ပါပေါ့နော်ဒီနှလုံး1လို့ဖြစ်ရင်တဲ့သူကဒီ3လုံးလိုက်တက်ရမယ်ဆိုတော့သူကပါဝါတွဲပေါ့နော်ဒီမှာနှလုံးပေါင်းချင်း6ရှိတယ်ဆိုတော့ဒီ4နဲ့9နဲ့ပါဝါတွဲဆိုတော့သူကဒီသူ့နဲ့သက်ဆိုင်တဲ့ဟာပါဝါတွဲပဲပေါ့နော်4နဲ့9နဲ့နှလုံး1လို့လိုက်ထည့်ရင်ဒီ3လုံး1လို့လိုက်ထည့်ရမယ်ဆိုတော့အဲ့တော့3ညထိတ်ထည့်ရင်ခွန်ခါထည့်မယ်ခွန်ခါဝင်ရင်နှစ်ပိတ်ရမယ်ဆိုတော့ဒီ10ခွက်မူပေါ့နော်ဒါကတမူပေါ့နော်အဲ့တော့နောက်တမူကကျွန်တော်တို့ဘာဖြစ်မလဲဆိုတော့ဒီမှာ8နဲ့1နဲ့နှလုံး9လို့ဖြစ်တယ်ဆိုရင်တဲ့3ညနဲ့9နဲ့လည်းသူကနှလုံးလိုက်9ထားတယ်ပေါ့နော်9နဲ့8နဲ့နှလုံး3လို့ဖြစ်ရင်တဲ့6နဲ့9နဲ့နှလုံး3လို့လိုက်ထည့်ထားတယ်တဲ့6နဲ့6နဲ့နှလုံး2လို့ဖြစ်ရင်လည်း4နဲ့8နဲ့နှလုံး2လို့လိုက်ဖြစ်ထားတယ်ပေါ့နော်အခုကျွန်တော်တို့3ညထိတ်ထည့်ကြည့်မယ်နှလုံးပေါင်း3ညလို့ဖြစ်ရင်ဒီနှလုံး3ညလို့ထည့်ဖြစ်ရမယ်ဆိုတော့ဒါသူကလည်းဘာထည့်တဲ့စောစော10ခွက်မှုပဲရှေ့အတွဲနဲ့ကိုက်ညီမှုရှိနေပါတယ်အဲ့တော့3ညခွန်1829ဒီ10ရွဲရပါတယ်အဲ့တော့နောက်ပိတ်လေးကိုလည်းကျွန်တော်တို့တစ်ချက်စောစောနဲ့မတူတဲ့ပုံစံလေးနဲ့လိုက်ရှာကြည့်မယ်ဆိုရင်ခွန်နဲ့4နဲ့နှလုံးပေါင်း1လို့ဖြစ်ရင်တဲ့ဒီနှလုံးပေါင်းချင်း2နဲ့6ခါလေးနဲ့ကိုလိုက်တက်ထားတယ်ပေါ့နော်3နဲ့3နဲ့နှလုံးပေါင်း6လို့ဖြစ်ရင်တဲ့ဒီကနှလုံးပေါင်းချင်း30လေးနဲ့6ခါလေးနဲ့ကိုလိုက်6ထားတယ်ပေါ့8နဲ့9နဲ့နှလုံးပေါင်း9လို့ဖြစ်ရင်တဲ့ဒီက8 9နှလုံးပေါင်းချင်း9နဲ့8ခါလေးနဲ့ကိုလိုက်9ထားတယ်ပေါ့အခုကျွန်တော်တို့ကဒီမှာ3ညခွန်တွဲရပြီဆိုတော့6 1နှလုံးပေါင်းချင်း3ညနဲ့ခွန်နဲ့ပေါင်းရင်ခွန်ပါတဲ့အဲ့ဒီခွန်ကိုဒီနှလုံးလိုက်ခွန်ရမယ်ဆိုတော့သူကလည်းဘာထည့်ပါဝါရဲပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီတစ်ပတ်အတွက်ကျွန်တော်စိတ်ကြိုက်တဲ့10ခွက်ကိုကျွန်တော်ဒီ10တွဲကိုရွေးချယ်လိုက်တယ်ပေါ့ဘာဖြစ်လို့လဲဆိုတော့ဒီနှစ်မူစုံတဲ့ဟာကိုပဲကျွန်တော်တို့ကရွေးချယ်လိုက်ပါတယ်ပေးတာမပေးတာတော့အရာအလုံးကန်တရားနဲ့ဆိုင်ပါတယ်ကျွန်တော်ရဲ့တက်ဆွမ်းသလောက်လေးနဲ့ကူညီပြီးတော့ကြိုးစားပြီးရှာဖွေထားပါတယ်ဒီထက်ကနေမှကျွန်တော်အကြိုက်ဆုံးဖြစ်နိုင်ခြေရှိတဲ့ရွေးချယ်မှုထားတဲ့တစ်ကွက်သုံးမဟုတ်နှစ်ကွက်ကိုကျွန်တော်ပြန်ပြီးဗီဒီယိုဖိုင်လုပ်ပြီးတင်ပြထားပါမယ်အကိုတွေမတွေကဒီ10ကွက်တော့ထည့်ထိုးထားပါတော့အဲ့ထက်ကနေမှကျွန်တော်တစ်ကွက်တော်၎င်းနှစ်ကွက်တော်၎င်းကျွန်တော်ပြန်ရွေးချယ်ပေးပါမယ်အားလုံးကံကောင်းကြပါစေ3ညခွန်နှစ်ကနေစပြီးမှဒီ10ကွက်လုံးကိုတော့မဖြစ်မနေထိုးတာပေါ့နော်သူကနှစ်မူစုံနေတဲ့အတွက်ပါအားလုံးကံကောင်းကြပါစေလို့ဆုမွန်ကောင်းတောင်းပေးပါတယ်